တုံးလီကဘယ်လောက်ပါလဲမမှတ်မိတော့ဘူး ကဲချက်ချရင်းလေးကိုကူးပြီးတော့အဖြေရှာကြည့်ပေးရအောင်ကလေးတို့မှာမူလားဂျယ်နစင်းရှိရဲ့နောက်ထပ်ဂျယ်နစင်းထပ်ပေါင်းလိုက်တယ်ဟုတ်တယ်လေးစင်းဖြစ်သွားပြီနော်ဒါဆိုရင်အမြောက်ဆိုတာကဘာလဲအမြောက်ဆိုတာထပ်တူညီရဲ့နန်းအရေးအတွက်တွေကိုအချိန်ချင်းထပ်ပေါင်းထားတာပါဒီမှာလိပ်ပြားတွေ၃កောက်ရှိမယ်နောက်ထပ်လိပ်ပြားတွေ၃កောက်ရှိရဲ့အစုတစုထက်ရောက်လာတယ်ဘယ်လောက်ဖြစ်သွားပြီလဲဟုတ်တယ်6កောင်3ပေါင်း3ဆိုတော့6တနည်း3နဲ့လီ6ကဲဒီမှာနောက်ထပ်လိပ်ပြားတွေ3កောက်တစုထက်ရောက်လာပြန်ပြီဘယ်လောက်ဖြစ်သွားပြီလဲဟုတ်တယ်ကို3အပေါင်း3အပေါင်း3ကိုတနည်း3လီတုံးလီကိုမှန်ပါပေါ့တာရဲ့3ကို3ချိန်ပေါင်းထားတာ3အပေါင်း3ပေါင်း3ဆိုတော့3 4 9ဒါဆို3လေးတွေရရော ကလေးကိုလည်းသုံးလေးတွေရရဆိုလို့ရှိရင်အောက်မှာ comment မှတ်ခဲ့ပါအောင် subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်